ယင်းနီဗစ်တောနိုင်ငံအတွက်ဆူတောင်းခြင်းဟေဘရဲဩဝါဒစာအခန်းကြီး30အငယ်38ဖြောက်မှတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်သို့တော်လည်းရွေးလျော့လျင်ငါစိတ်ဝိညာဉ်သည်ထိုသူကိုအားရနှစ်သက်ခြင်းမရှိဟုဖျားသခင်မိန့်တော်ရှိ၏အာမင်ဆုတောင်းကြပါစို့အိုဖထာဝရဘုရားကမ္ဘာနိုင်ငံများအတွက်ဆုတောင်းကြရာတွင်ဂီနီဗီဇောနိုင်ငံအတွက်ဝင်တာထားလျက်အပြည့်ဝင်ချခြင်းဖြင့်ဆုတောင်းပါ၏ကျေးဇူးပြုလျက်နိုင်ငံအတွင်းဝိညာဉ်တော်တကူတက်ရောက်ရန်အထူးဆုတောင်းပါ၏နိုင်ငံ၏အစိုးရသည်ဖြောင့်မတ်စွာအုပ်ချုပ်ခြင်းဖြင့်နိုင်ငံအတွင်း၌ညီသက်ချင်းကောင်းကြီးမင်္ဂလာခံစားရရှိကြစေပါအသင်းတော်သည်မြည်သည့်အခြေအနေ၌မဆိုယုံကြည်ခြင်းဖြင့်ခံရလျက်အသက်ရှင်သောအသင်းတော်ဖြစ်စေပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းလျှောက်ကြပါ၏အာမင်